ပျော်စရာတွေတွေးပြီးပျော်နေတာလဲဒီစိတ်ပဲဝမ်းနည်းစရာတွေတွေးပြီးဝမ်းနည်းကြေကွဲနေတာလဲဒီစိတ်ပဲစိတ်ညစ်စရာတွေကိုကြံဖန်တွေးပြီးစိတ်ညစ်နေတာလဲဒီစိတ်ပဲစိတ်ဟာတစ်ခါတွေးရင်တစ်ခုပဲရတယ်နှစ်ခုသုံးခုပြိုင်တွေးလို့မရဘူးတစ်ခုပြီးမှတစ်ခုတွေးသွားတာဒါကြောင့်စိတ်ညစ်စရာတွေဝမ်းနည်းစရာတွေစိတ်ဆင်းရဲစရာတွေတွေးနေမဲ့အစားပျော်စရာလေးတွေကိုပဲတွေးရင်မကောင်းဘူးလားပျော်စရာမှမရှိတာစိတ်ညစ်နေရတာစိတ်ညစ်စရာတွေကြီးပဲဘယ်လိုလုပ်ပျော်မှာလဲဆိုရင်အဲ့ဒီစိတ်ညစ်စရာတွေကိုခဏမေ့ပြီးတော့ကိုပျော်ခဲ့တဲ့အချိန်လေးတွေပြန်တွေးပြီးကိုပျော်ရွှင်ခဲ့တဲ့ကာလမှာရှိခဲ့ကြတဲ့လူတွေနဲ့ပြန်တွေးပြီးကိုပျော်ခဲ့ရတဲ့အချိန်ကာလလေးရဲ့အတိတ်ကိုပြန်တွေးပြီးကိုပျော်အောင်တွေးလို့ရပါတယ်ပျော်စရာတွေပဲတွေးကြည့်ရင်မကောင်းဘူးလား